ဆိုခုကျွန်တော်ရောက်နေတာဒီ Hawaii ပြည်နယ်မှာရှိတဲ့ Blair စိတ်ကမ်းကိုရောက်ခဲ့တာပေါ့နော်ဆိုတော့ Blair စိတ်ကမ်းဆိုတာကျွန်တော်တို့တမိုင်းတွေမှာခဏခဏသင်ဖူးကြတယ်အဲ့ဒီမှာဒီ1941ဒီဇင်ဘာ9ရက်နေ့မှာဒီဂျပန်စစ်တပ်ကနေမှဒီ Blair မြို့မှာရှိတဲ့ Blair စိတ်ကမ်းမှာပေါ့နော်အခြေချထားတဲ့အမေရိကန်လေတပ်တွေကိုဘုံကျဲပြီးတိုက်ခိုက်သွားတာဖြစ်တယ်တမိုင်းအစိုးရဆိုရင်တော့1941ဒီဇင်ဘာ9ရက်နေ့မနေ့8နိုင်တိတိမှာဂျပန်လေတပ်ကနေမှသူတို့လာတိုက်တယ်အဲ့ဒီချိန်မှာဒီမှာနော်ဒီ Blair စိတ်ကမ်းမှာရှိတဲ့အမေရိကန်တပ်ကတော်တော်အထိနာသွားတယ်သူတို့တမိုင်းအရဆိုရင်လေရင်အစီးပေါင်းပေါ့နော်လေရင်180လောက်ပျက်စီးသွားတယ်နောက်ပြီးတော့ခုကျွန်တော်တို့မြင်နေရတယ်နော်ဒီကရင်ငုတ်သိမ်းဘောတွေနော်ဒီရင်ငုတ်သိမ်းဘောက8စီးလောက်ပျက်စီးသွားတယ်နောက်ပြီးတော့အဲ့ဒါထက်ပိုကြီးမာတာပါလဲဆိုတော့ဒီလေရင်တင်သင်္ဘောကြီးပေါ့နော်USS Arizona ဆိုတဲ့သင်္ဘောကြီးလည်းအဲ့ဒီမှာပျက်စီးသွားတယ်ဆိုတော့အဲ့ဒီပျက်စီးသွားတဲ့USS Arizona ကိုသူတို့ခုတော့ဒီမှာပြတ်တိုက်နေတယ်ထားနေခဏနေကြရင်ကျွန်တော်အဲ့ဒီပြတ်တိုက်ထဲသွားလဲမယ်သူကတော့လေရင်တွေကအများကြီးတင်တဲ့လေရင်တင်သင်္ဘောကြီးပေါ့နော်နောက်ပြီးတော့အဲ့ဒီမှာဖြစ်သွားသေးလဲဆိုတော့အဲ့ဒီတမနဲ့2နိုင်လောက်ဘုံကျဲတိုက်ခိုက်တာနဲ့လေရင်180ပျက်စီးသွားတယ်လူပေါင်းကလည်းပဲသူတို့2400လောက်သေသွားတယ်နောက်ပြီးတော့1100ကျော်ဒဏ်ရာရတယ်ဆိုတော့အဲ့ဒီကနေစပြီးသူတို့ဒီ American နိုင်ငံကအဲ့ဒီချိန်မှာဒုတိယကမ္ဘာစစ်ထဲသူတို့မပါသေးဘူးအဲ့ဒီပွဲပြီးတာနဲ့သူတို့ကဒီဒုတိယကမ္ဘာစစ်ကိုဝင်ရောက်ပါဝင်ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူတို့ရဲ့သမ္မတကနေမှ Roosevelt ထင်တယ်နော်ဆိုတော့သမ္မတကနေမှဒုတိယကမ္ဘာစစ်ကိုဂျပန်ကိုစစ်ချင်ရလိုက်တယ်ဂျပန်ကိုစစ်ချင်ရပြစ်မချဘူးဂျပန်ရဲ့မဟာမိတ်တွေကလည်းပဲUS ကိုပြန်လဲပြီးတော့သူတို့စစ်ချင်ရလိုက်တဲ့အခါမှာဒီ American နိုင်ငံကြီးကဒုတိယကမ္ဘာစစ်တပ်ကိုပါဝင်သွားတယ်လို့ကျွန်တော်တို့ဖတ်ရကြည့်သိရတယ်ဆိုတော့အဲ့ဒီမှာအခုကျွန်တော်တို့ citizen တွေပြည်နေတဲ့ကျွန်တော်တို့မြန်မာပြည်သား American မှာရှိတဲ့ပြည်သားတွေပေါ့နော်အခုမင်းခွန်းတွေပါလာတယ်ဒီဒုတိယကမ္ဘာစစ်တပ်ကို American နိုင်ငံကဘာဖြစ်လို့ပါဝင်ရတယ်လဲဆိုတဲ့အကြောင်းထဲမှာဒီ Blair စိတ်ကမ်းအတိုက်ခတ်ခံရတဲ့အတွက်ဒုတိယကမ္ဘာစစ်တပ်ကိုဝင်ပါရပါတယ်ဆိုပြီးတော့မေခွန်းနဲ့ပါလာတယ်ဆိုတော့ဒါကဘုသူတအနေနဲ့ကျွန်တော်ရောက်တော့ရောက်ခိုက်လေညဝယ်ပြတာဖြစ်ပါတယ်ဒါHawaii ပြည်နယ် Blair မြို့ပေါ့နော် Falls City Blair စိတ်ကမ်းကိုရောက်နေတာဖြစ်တယ်ကျေးဇူးတင်ပါတယ်